ဒီကောင်မလေးဟာလေလံပွဲတစ်ခုမှာရှင်းဟောင်းရေချိုးကန်တစ်လုံးကိုရိုးရိုးရှင်းဟောင်းပစ္စည်းတစ်ခုလို့ထင်ပြီးဝယ်ယူခဲ့ပါတယ်။ဒါပေမဲ့မချိမှတ်ထားတဲ့အရာတစ်ခုဖြစ်ပွားသွားခဲ့ပါတယ်။သူမရဲ့လက်ကူအိတ်ကိုရေချိုးကန်တဲ့မတော်တဆပြုတ်ကျသွားတဲ့အခါချက်ချင်းပဲပျောက်ကွယ်သွားပါတယ်။အံ့အားသင့်သွားတဲ့သူမကနောက်ထပ်ပစ္စည်းတွေကိုစမ်းပစ်ကြည့်ရမှာလဲတစ်ခုပြီးတစ်ခုလေထဲမှာပျောက်သွားသလိုအစအနမကြမ်းကွဲပျောက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ရာစုနှစ်များစွာအတိတ်ကမင်းဆက်ခင်မှာမင်းသားငယ်တစ်ပါးကသူ့ရဲ့တော်ဝင်ရေချိုးကန်တဲ့ကိုထူးဆန်းတဲ့ပစ္စည်းတွေပေါ်လာတာကိုအံ့အားသင့်စွာကြည့်နေပါတယ်။ရေတံဘူးတွေအစားအစာမုန့်တွေခစ်တဲ့အသုံးဆောင်ပစ္စည်းတွေဟာဘဲကမှန်းမသိပေါ်လာနေခဲ့တာပါ။အဲ့ဒီအချိန်မှာသူတို့နှစ်ယောက်လုံးသိလိုက်ရတာကရေချိုးကန်ဟာအချိန်ကိုဖြတ်ကျော်ဆက်သွယ်ပေးတဲ့ထိုင်ဖိုးတော်တစ်ခုဖြစ်နေခြင်းပါ။မင်းသားကဒီပစ္စည်းတွေကိုနတ်ဖျားတွေစီကလက်ဆောင်တွေလို့ယုံကြည်ပြီးကျေးဇူးတင်ကြောင်းစာတစ်စောင်ကိုလှပတဲ့လက်ရည်နဲ့ပြန်ပို့လိုက်ပါတယ်။အဲဒီနောက်မှာတော့အံ့ဩစရာဖြစ်ရဟာလူနှစ်ယောက်ကြားကပြည့်ဝဆက်သွယ်မှုတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီနေ့မှာမင်းသားကသူ့နိုင်ငံကပြည်သူတွေအစာရေစာပြက်လက်ပြီးအငတ်ဘေးကြုံနေရကြောင်းအကူအညီတောင်းလာပါတယ်။ကောင်မလေးကလည်းစီတုအစားအစာတွေဆေးဝါးတွေလိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းအမြောက်များကိုရေချိုးကန်ကနေတဆင့်ပို့ပေးလိုက်ပါတယ်။အဲ့ဒီအတွက်အပြန်အလှန်အနေနဲ့မင်းသားကရွှေတုံးစစ်စစ်တွေကိုသူမစီပြန်ပို့ပေးခဲ့ပါတယ်။နောက်ဆုံးစပွဲကြီးနီးကပ်လာချိန်မှာတော့ကောင်မလေးဟာမီရှိုးမီးပန်းတွေလက်နက်တွေကိုပါမင်းသားစီပို့ပေးလိုက်ပါတယ်။မင်းသားကလည်းအဲ့ဒီပစ္စည်းတွေကိုဉာဏ်ပညာရှိရှိအသုံးချပြီးရန်သူတပ်တွေကိုကြောက်ရွံ့ထိတ်လန့်အောင်လုပ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့စစ်တပ်ကိုအောင်ပွဲစီဦးဆောင်နိုင်ခဲ့ပြီးရှေးဟောင်းရေချိုးကန်တစ်လုံးကြောင့်စတင်ခဲ့တဲ့ထူးဆန်းတဲ့ကံကြမ္မာဟာသမိုင်းကိုတောင်ပြောင်းလဲသွားစေခဲ့ပါတယ်။